ဝေရင်ဆောင်နဲ့မင်းတင်ရှိဟောင်းပြီလူကြီးများဤတိုက်ပွဲမိုးတိမ်များမှာမဲမောက်ကတန်လွင်စိတ်ကမ်းမြို့ကြီးပေါ်ထိုးထွားမို့ထားသည်ထိုင်းတဘုံများကကမ်းခြေကိုအရှိန်အဟုန်ဖြင့်ရိုက်ခတ်နေပြီးလူအများမှာကြောက်လန့်တကြားပေးလို့ရသို့ပြေးလွှားနေကြသည်မြို့ဆောင်စစ်တီတော်စီရသည့်ကမ်းခြေတွင်ရက်ကကောက်ကင်ရံမှထူးခြားသောရှက်စီတာများကိုစိုးရင်တာကြီးထိရှုနေသည်ရုတ်တရက်ပင်လေရေပြင်ကြီးပွင့်ထွက်သွားပြီးအေယာမရှိဟောင်းပြီးလူကြီးရာဟူစားပေါ်ထွက်လာသည်သူဤကိုယ်တိုင်မှတန်ကြက်ကကဲ့သို့မှကြောသောကြောက်သားများဖြင့်ဖွဲ့စည်းထားပြီးမျက်လုံးများမှညီမြန်းသောမိရှံများကဲ့သို့တောက်ပနေသည်ရာဟုဇာသည်ဟင်းဟောက်လိုက်ရာမြို့ပေါ်ရှိအဆောက်အဦများတုန်ခါသွားတော့သည်ဇေယသည်မြို့ကိုကာကွယ်ရန်အတွက်သူ၏ရှို့ဖက်လက်နက်ဖြစ်သောမူးချိုးဝေဟီဆက်ဝဆုံရှိရာသို့အပြည့်အလွှားသွားရောက်ခဲ့သည်သူသည်ဆက်ဝဆုံအတွင်သို့ခုံဝင်လိုက်ပြီးစွမ်းရည်များကိုတိုးစော်လိုက်သည်ဆက်ဝဆုံမှရွှေရောင်အလင်းတန်းများထွက်ပေါ်လာကဇေယ၏စိတ်ဓာတ်မှလည်းပြတ်သားတက်ကြွနေသည်မိုးချိုးဝေဟင်းဆက်ဝဆုံကြီးသည်ကပ္ပမြေကိုတုံဟင်းစီလျက်ကောင်းကင်ရန်သို့ပြန်တက်သွားသည်ဇေယသည်မုန်တိုင်းတိမ်တိုင်းများကိုဖျက်ကျော်ကာရာဟူဇာရှိရာစီသို့ဥတီပြန်သန်းသည်လေတုထက်တွင်လက်စစ်စွမ်းရည်များတစ်ဖြတ်ဖြတ်လဲနေပြီးတိုက်ပွဲအတွက်ပြင်ဆင်နေသည်ကောင်းကင်ရန်တွင်ဇေယတင်ရာဟူဇာတို့ရင်ဆိုင်တွေ့ကြလိမ့်ပြီဇေယသည်ဆက်ဝဆုံ၏လက်တီးချက်များဖြင့်ရာဟူဇာကိုထိုးတက်သည်ဗီလူကြီးကလည်းသူ၏အေယာမလက်ဝါးကြီးဖြင့်ပြန်လဲရိုက်ပုတ်ရာဇေယမှနောက်သို့လွင့်စင်သွားရသည်တိုက်ပွဲမှာအလွန်ပင်ပြင်းထန်လာသည်ရာဟုဇာသည်သူ၏ပါဇက်ကိုဟာဟာကအနက်ရောင်စွမ်းအင်လုံးကြီးတစ်လုံးကိုဖန်တီးလိုက်သည်ထိုစွမ်းအင်လုံးသည်မြို့တော်ကိုဖျက်ဆီးရန်အရှိန်အဟုန်ဖြင့်ကျဆင်းလာသည်ရာဟုဇာ၏အာမန်မှာပြင်းထန်လုံးလာသဖြင့်ပတ်ဝန်းကျင်တစ်ခုလုံးအမောက်ထူသွားမှုသွားသည်ထိုစေကောင်းကင်အထက်နဲ့မှတန်တာရီလာနတ်ကဲကြီးဝါယူဆင်းသက်လာသည်ဝါယူ၏အတောင်ပိုင်းများမှာငွေရောင်တောက်ပနေပြီးသူ၏ဟင်းသံမှာမုံသားကိုပြရက်တန်စေနိုင်စွမ်းရှိသည်ဝါယူသည်ဇေယကိုကုညီရန်တိုက်ပွဲအလဲသို့ရောက်ရှိလာခြင်းဖြစ်သည်ဇေယနှင့်ဝါယူတို့သည်တစ်ဦးကိုတစ်ဦးယုံကြည်မှုအဖြစ်ဖြင့်ပူးပေါင်းလိုက်ကြသည်ဝါယူကပြစ်ထန်သောလေဝဲကြီးများကိုဖန်တီးပေးပြီးရာဟုဇာကိုထုတ်ရှာမရအောင်ချိုးနှောင်ထားသည်ဇေယသည်ထိုအခွင့်အရေးကိုအသုံးချကာနောက်ဆုံးတိုက်ပွဲအတွက်စွမ်းရည်များကိုစုစည်းလိုက်သည်ဇေယသည်မိုးကြိုးဝေရင်ဤစွမ်းရည်အလုံးကိုလက်နက်ထဲသို့ထည့်သွင်းကာရာဟုဇာ၏ရင်ပိုင်းရှိအားနည်းချက်ကိုတဲတဲမတ်မတ်ထိုးထည့်လိုက်သည်ပြစ်ထန်သောပောက်ကွဲမှုကြီးဖြစ်ပေါ်လာပြီးရာဟုဇာမှနာကျင်စွာအော်ဟစ်ရေးပင်လေရေအောက်သို့ပြန်လည်နှိမ့်မြုပ်ပြောက်ကွယ်သွားတော့သည်မုန်တိုင်းများညင်သက်သွားပြီးကောင်းကင်တွင်သာယာသောနေရောင်ခြည်များထွက်ပေါ်လာသည်သံလွင်စိတ်ကမ်းမြို့သူမြို့သားများသည်ဘေးအန္တရာယ်မှကင်းဝေးသွားကြပြီဖြစ်သည်ဇေယနှင့်ဝါယူတို့သည်မြို့တော်ကိုစောင့်ရှောက်ရင်းကောင်းကင်ရန်တွင်ငြင်းချမ်းစွာပြန်တန်းနေကြလေတော့သည်